အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နောက်ထပ်စာပိုင်းလေးတစ်ခုကိုအတွေ့အကြုံတွေရရှိစေဖို့ဆက်လက်မျှဝေဖတ်ပြပေးသွားမှာပါနားဆင်ပေးကြပါဦးရှင်စိတ်တရားတစ်ခုရရှိပြီးတဲ့နောက်ပိုင်းဒီတရားကိုမနာကျင်မဲ့အနာကျသွားဖို့ဆိုတာဆူတောင်းတိုင်းပြီးဆုံးသွားတဲ့အရာမဟုတ်ပါဘူးတခါတလေကိုရရှိတဲ့တရားကောင်းသွားလောက်ပြီးအတိတ်ဆိုးတစ်ခုကနေထွက်လာနိုင်ပြီလို့ထင်ပေမဲ့တကယ်တမ်းမှာကိုဖြတ်တန်းနေတဲ့နေဆွဲတိုင်းမှာဒီတရားဟာကိုယ်တွေပါရှိနေတတ်ပါသေးတယ်။ကိုသတိမထားမိလို့သာသူမရှိဘူးလို့ထင်နေရတာပါ။အမားရွတ်ဆိုတဲ့အရာကလည်းထိုနည်း၎င်းပါပဲ။သူ့ကိုဖုံးအုပ်ထားမိတဲ့အခါမနာမကျင်သတိမရပေမယ့်အမှတ်မတင်လှမ်းကြည့်မိတဲ့အခါအနာကမနာတော့ရင်တော့ရခင်နာခဲ့ဘူးတဲ့နာကျင်မှုအတိုင်းနှလုံးသားကတော့ပြန်လည်ခံစားရတတ်ပါတယ်။စိတ်တရားတစ်ခုရစားမှာတော့ကိုရရှိတဲ့တရားကရောနှလုံးသားကပါသွေးစိမ့်စိမ့်စီးကြနေတယ်လို့ထင်မိပါလိမ့်မယ်။မျက်ရည်အိတ်ဆိုတဲ့အိတ်သေးသေးလေးကဘာလို့ဒီလောက်တောင်မျက်ရည်တွေအများကြီးတူလောင်ထားတယ်လဲထင်မိရလောက်အောင်ကိုဘလူငုံကိုမကုံဆုံးနိုင်တဲ့မျက်ရည်တွေဟာစီးကြနေပါလိမ့်မယ်ဒီလောက်တောင်နာကျင်ပြီးနည်းနည်းတဲ့တရားဟာအနာချက်ပါမလားလို့တွေးပြီးစိတ်ပူမိခဲ့ပါလိမ့်မယ်တစ်သက်လုံးခုလိုအယိုးထီဆွဲအောင်နာကျင်နေအောင်မလားလို့စိတ်ပူမိပါလိမ့်မယ်အချိန်တွေတဖြည်းဖြည်းပုံဆုံးလာတဲ့အခါတရားဘောကသွေးတွေလည်းတိတ်သွားပါပြီအနာကလည်းတဖြည်းဖြည်းအသားကျလာပါပြီအမှားရွတ်တစ်ခုပဲကျင်တော့တဲ့အခါစိတ်ထဲမှာဝမ်းသာမိပါလိမ့်မယ်အရင်လိုမနာကျင်ပဲတရားမရခင်တုန်းကလိုမျိုးပျော်ပျော်ရွှင်ရွှင်ပေါ့ပါပါနေပါလိမ့်မယ်လို့ဘဝတစ်တစ်ခုကိုကောင်းကောင်းပြန်ဆနိုင်မယ်လို့ထင်မိပါလိမ့်မယ်အတော်လေးကိုတည်ငြိမ်သွားတဲ့ချိန်ရောက်တဲ့အခါဒီတရားတွေကလည်းလုံးဝနာကျင်မှုမရှိတော့ပါဘူးစိတ်တွေကလည်းအယမ်းကိုငြိမ်သက်အေးချမ်းသွားပါပြီကိုယ့်ရဲ့နေထိုင်မှုပုံစံလေးကလည်းပြောင်းလဲသွားပါပြီအမှားရွတ်ကိုလည်းသတိမရတော့ပါဘူးဘဝကိုအကောင်းဆုံးရင်ဆိုင်မယ်လို့ပဲတစ်ချက်ပြုံးကြည့်လိုက်ပါဒီနေ့အရင်ကအတိတ်ကိုပြန်စဉ်းစားမိလို့ပဲဖြစ်ဖြစ်အဲ့ဒီသူနဲ့ပတ်သက်တဲ့အရာအဲ့ဒီသူကိုတွေ့လိုက်တဲ့အခါမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေ့တွေခံစားချက်တွေအားလုံးကအတိတ်ကိုပြန်ခေါ်မသွားမိပါစေနဲ့အတိတ်ကိုပြန်ရောက်သွားတာနဲ့တပြိုင်နက်ချက်ပြီးအနာဟာလည်းအတိတ်တစ်ဖန်အနာတစ်ပြန်ဖြစ်တတ်ပါသေးတယ်လူတော်တော်များများဟာပြင်ပတန်ရာတွေကိုသာချက်အောင်ကုသနိုင်ပေမဲ့ရှင်တွင်းကတန်ရာကိုတော့ဘယ်သူကမှပျောက်ကင်းအောင်မကုသနိုင်ကြပါဘူးခုအချိန်မှာတော့ဒီတန်ရာတွေပျောက်ကင်းပြီးအထိတ်ကနေထွက်လာနိုင်ပြီလို့ထင်ပေမဲ့တကယ်တမ်းမှာဒါတွေဟာကိုရှေ့ဆက်ဖို့အင်အားရှိအောင်မူသားတစ်ခုသုံးလိုက်တာပါပဲမူသားဟာဆေးကောင်းဝါးကောင်းဆိုရင်လေဒီမူသားကိုနေ့စဉ်မပြတ်တောက်သုံးပါအဲ့ဒီသူအဲ့ဒီနေရာအဲ့ဒီအကြောင်းအရာကိုပြန်တွေးမိရင်တော့အဲ့ဒီမူသားနဲ့အတူအတိတ်မိခြင်းအောင်ဆောင်ပစ်လိုက်ပါကို့အတွက်အကျိုးမရှိတဲ့နာကျင်မှုတွေအတိတ်ဆိုးတွေကနေအမြန်ဆုံးထွက်ခွာလာခဲ့ပါနောက်ပြန်လှည့်ကြည့်လို့အကျိုးမရှိရင်စံညောင်းခံပြီးရှောင်လို့တော့မလှည့်ကြည့်မိပါစေနဲ့ဝေးကလေးကဘယ်သူမှစိတ်တက်မချန့်ခိုင်လာပါဘူးမချန့်ခိုင်လို့မရလို့သာကိုပုံဖော်ထုတ်စစ်ပြီးအချမ်းခံအောင်လုပ်ခဲ့ရတာပါတကယ်လို့တချို့နေရာတွေကအယမ်းကိုနည်းနည်းပြီးနာကျင်ပေမဲ့ဒါကိုတည်ပိုးပြီးရှောက်ရမယ်လမ်းကိုတော့ဆက်ရှောက်ရမှာပါပဲနာကျင်လုံးလို့တော့အရင်နေရာဟောင်းမှာဆက်မနေပါနဲ့တစ်ချိန်မှာကိုကောင်းကောင်းသိပါလိမ့်မယ်ထွက်ခွာလာရတဲ့အတွက်ဘာတွေလွတ်မြောက်သွားသလဲဆိုတာကိုချစ်သူတွေဖြစ်ကြပြီဆိုတာနဲ့သူ့ကိုပိုင်တယ်လို့ထင်မြင်ပြီးသူနဲ့သက်ဆိုင်တဲ့ပတ်သက်တဲ့အကြောင်းအရာတိုင်းကိုသိချင်တယ်စိုးမိုးထားခြင်းနဲ့ဒါကတော့လူတိုင်းမှာပဲသူပါလေးပဲလို့ကိုသိချင်တယ်ပြီးမသိဘူးဆိုတာနဲ့ကိုတကယ်မချစ်ဘူးလို့ထင်တတ်ကြတယ်ပြဿနာရှာကြတယ်ဒါဖြစ်ကိုတနေ့တာဖြတ်တန်းသမျှအရာအားလုံးပြီးမသိရင်မချစ်တော့ဘူးလေလားတကယ်တော့အချစ်မှာတစ်ခါတလေလွတ်လပ်ခွင့်လေးပေးထားရပါတယ်သူ့မှာလည်းသူ့လွတ်လပ်ခွင့်နဲ့သူရှိပါတယ်သူ့စိတ်ခံစားချက်နဲ့သူရှိပါတယ်ချစ်တာကချစ်တာပါပဲချစ်တာနဲ့ဆဆရရတတော်ဦးတင်တာကတခြားစီပါပဲဒီနေ့လုံးဘာလို့ကလေးသိချင်လို့လဲနောက်ကနေတကောက်လိုက်ကြည့်ဖို့မစင်းစားလိုက်ပါနဲ့သူ့ရဲ့တနေ့တာလောက်ကင်ခဲ့သမျှကိုသိချင်တာကသူချီရှုံမလားမရှုံမလားသိချင်တာလားဆိုရရည်ရွယ်ချက်ရှိရင်တော့အကောင်းဆုံးကမမေးပါနဲ့ရှုပ်ချင်တဲ့သူကရှုံမှာပါပဲသူရှုပ်တာကိုလည်းထည့်ပြောမှာမဟုတ်ပါဘူးစိတ်အေးလက်အေးနဲ့အဆင်ပြေချစ်ခီးလန်းဖျောက်ပြိုးခြင်းရင်တော့သူ့ကိုဒီနေ့အဆင်ပြေလားဆိုတဲ့စကားတစ်ခုမေးုံနဲ့လုံလောက်ပါတယ်သူပြောသလောက်နားထောင်လိုက်ပါလိုအပ်လို့သူရင်ဖွင့်ချင်ရင်ဖွင့်လာမှာပါပဲအားပေးနှစ်သိကူညီနိုင်သလောက်ကူညီလိုက်ပါသူမပြောလာရင်လေကိုစိတ်ဆင်းရဲမှဆိုလို့သူ့ရဲ့ပြဿနာနဲ့သူရှိနေလို့မပြောတာလို့ပဲယူဆလိုက်ပါသူ့ကိုနဲ့သူရှိနေတော့ဘာလို့မပြောရတာလဲဆိုပြီး
ချက်ပြဿနာရှာရင်တော့အခြေအနေကဆိုးရွားသွားဖို့ပဲရှိပါတယ်။ဒါဖြစ်သူ့ကိုလွတ်လပ်မှုလေးပေးလိုက်လို့ကိုနားကထွက်ပြေးသွားမှလားလို့ကြံဖန်ပူမနေပါနဲ့။ထွက်သွားရှင်တဲ့သူကိုကြိုးထုတ်ထားရင်လေယုံမေးသွားမှာပါပဲ။နောက်ဆုံးလူကိုချစ်နိုင်သွားရင်တော့သူ့စိတ်ကိုတော့ကိုကလက်ထိတ်ချေထိတ်ခတ်ထားလို့မှမရနိုင်တာ။ဒီတော့သူ့အလိုလိုပဲကံကသာစီရင်ပါစေ။ကိုလုပ်ရမယ့်အလုပ်ကအကောင်းဆုံးသောနားလည်မှုနဲ့အားပေးနေသူဖြစ်ဖို့ပါပဲ။သူမကောင်းတာကသူ့အလုပ်ကိုမကောင်းတာကကို့အလုပ်ပါပဲကိုရမ်းကောင်းနေရတဲ့အမြဲတစေကိုကြီးမျက်ရည်ကြောင့်စိတ်ဆင်းရဲရတယ်ဆိုရင်တော့ဘသူကမှလိုက်လံတိုင်းတဲ့အကြံတောင်းမနေပါနဲ့ကိုခံရတာကိုပဲသိပါတယ်သူများတွေကဘာတစ်ခုမှလာဆုံးပြတ်ပေးလို့မရပါဘူးရေစီစိတ်ဆင်းရဲခံရမှာလားရေတူစိတ်ဆင်းရဲခံရမှာလားကိုပါသာကိုတွေးပါလူတယောက်ကိုထွက်မသွားစေလို့တဲ့အပုံမီးနဲ့သူ့ကိုဟက်လေးလေးအေးမယ်တင်တဲ့တနေရာကိုသူ့ထွက်သွားအောင်တွန်းဖို့လေးပဲဖြစ်မှာပါဒီတော့သူ့ကိုမယုံကြည်တာလားကိုယုံကြည်ချက်မရှိနေတာလားမယုံကြည်ရတဲ့သူကိုဆက်တွဲမှာလားကိုကရောကိုမယုံကြည်ရအောင်ဘာတွေများလုပ်ထားသလဲဆိုတာအရင်စဉ်းစားပါကိုသူ့ကိုယုံကြည်နိုင်မှချစ်ပါတန်တရားတွေနဲ့တော့မချစ်ပါနဲ့ကိုလည်းနှစ်တယ်လို့သူ့ကိုလည်းနှစ်စေနိုင်ပါတယ်ချစ်သူကြောင့်တစ်ချိန်လုံးတွေးပြီးတငယ်ချင်းတွေကိုလွတ်လွတ်ရှူတာမျိုးလေးမလုပ်ပါနဲ့ကိုပုံမှန်လုပ်နေကြအလုပ်တွေကိုပြပြီး24နာရီသူ့အပေါ်ပဲစိတ်မရောက်ပါနဲ့အေးချမ်းလိုတဲ့စိတ်တစ်ခုနဲ့ပဲချစ်အောင်ကြိုးစားပါကိုစီကနေသူလွတ်ထွက်သွားမှစိုးရင်လေးသူ့ကိုထွက်သွားခြင်းအောင်မတိမတာတွန်းပူလေးဖြစ်တာကိုဘယ်တော့မှမမေ့ပါနဲ့တကယ်ချစ်တဲ့သူတွေဟာသူတို့ရဲ့အခြေအိမ်ကိုတန်တရားတွေစားယုံကြည်မှုနားလည်မှုခွင့်လွှတ်မှုတွေနဲ့ပဲခိုင်ခံ့အောင်တည်ဆောက်သွားတတ်ကြပါတယ်ဒီနေ့စာပိုင်လေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါနောက်ထပ်အတွေ့အကြုံတွေရရှိမယ်စာပိုင်လေးတွေဆက်လက်ဖတ်ပြပေးသွားမှာဖြစ်လို့ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုတော့ဒီစာပိုင်လေးနားထောင်ရင်အတွေ့အကြုံတွေရရှိမယ်လို့ယုံကြည်ပါရဲ့ရှင်ချက်တန်းရှင်တန်ရတဲ့နေ့ရက်တွေကဘလောက်ပဲပြင်ပန်းခက်ခဲပါစေကိုယ်စိတ်အေးချမ်းမှုလေးတစ်ခုကိုအမြဲရှာဖွေတွေ့ရှိကြပါစေတိတ်ဆိတ်တဲ့အတွေ့အများနဲ့နေ့ရက်များကိုကုံဆုံးနိုင်ကြပါစေရှင်ပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ။